3ရှိမယ်ညာအားလုံးပဲမင်္ဂလာပါနော်ဒါမဲ့16ရက်17လ25ပေါ့နော်21ကျင်းအတွက်ဒီကနေ့ကတော့ထိပ်စီးလေးပေါ့နော်ရှာတွေ့ထားတဲ့ထိပ်စီးဆိုင်လေးကိုတက်ပြပေးသွားမယ်နော်ဒါဆိုရင်ပို့လိုက်ပြီးတော့ကြည့်ပေးပါအောင်နော်ဒီမှာရှိတဲ့3ရယ်5ရယ်နှလုံးပေါင်းပါမယ်3 5နှလုံးပေါင်းတော့ပေါင်းချင်း8ဆိုပြီးတော့ရတယ်နော်8ကဆိုဒီမှာရှိတဲ့9နဲ့နှလုံးပေါင်းတော့တဲ့8ရယ်နှခတ်1ဆိုပြီးတော့ရတာဟုတ်ပြီနော်ဒါဆိုနောက်တစ်ပြင်ကိုဆက်သွားမယ်ဒီတိုင်းပဲဒီမှာ3နဲ့3ရယ်2ရယ်နှလုံးပေါင်းတော့ပေါင်းချင်းက9ရမယ်ဒီမှာရှိတဲ့နော်8 5နှလုံးပေါင်းတော့ပေါင်းချင်း3 9ရယ်နှခတ်3ဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်အခုနောက်တစ်ပြင်ကိုဆက်သွားမယ်ဒီမှာ3 5နှလုံးပေါင်းတော့ပေါင်းချင်းက8เนาะဒါဆိုရင်ဒီတစ်ခါကျတော့ဒီမှာရှိတဲ့9ရယ်4ရယ်9ရယ်4ရယ်နှလုံးပေါင်းတော့ပေါင်းချင်းက3 8ရယ်ပါဝါ3ဆိုပြီးတော့ရထားတယ်เนาะဒါဆိုဒီတစ်ခါဒီမှာ6ရယ်5ရယ်6ရယ်6ရယ်9ရယ်เนาะ sorry ပါ6ရယ်9ရယ်နှလုံးပေါင်းတော့ပေါင်းချင်းက5เนาะဒီမှာရှိတဲ့9ရယ်ဒီမှာရှိတဲ့ထိပ်စီးတစ်လုံးရယ်နှလုံးပေါင်းရင်5ပါဖြစ်မလဲဆိုပြီးတော့ equal power နှခတ်နဲ့5 3ည3ဆိုပြီးရထားတယ်เนาะဒါဆိုရင်နှလုံးပေါင်းရင်5ရယ်3ညရယ်3ဖြစ်ရမယ်ပေါ့နော်ဒါဆိုရင်ထိပ်စီးလေးရပါမယ်เนาะရှိနေတာက9ပါနော်နောက်တစ်လုံးနဲ့ပေါင်းရင်5ဆို6ထည့်မယ်ရှိနေတာ9နောက်တစ်လုံးနဲ့ပေါင်းရင်3ညဆို1ထည့်မယ်ရှိနေတာ9နောက်တစ်လုံးနဲ့ပေါင်းရင်3ဆိုတော့4ထည့်လိုက်မယ်နော်6ရယ်1ရယ်4ရယ်ဆိုပြီးတော့3လုံးရထားတယ်နော်ဒါကညီမတို့နော်ဒါမဲ့16ရက်17လ25ပေါ့နော်21ကြိမ်မှတည်းကစားရမယ်ထိပ်စီးလေးပေါ့နော်ရှာတွေ့ထားတဲ့ထိပ်ကလေးက6 1ဆိုပြီး3လုံးရှာတွေ့ထားပါတယ်။ဒီမှာရှာတွေ့ထားချက်ပဲချင်းဖြစ်ပါတယ်။ဘိုးတို့မတို့ကြိုက်ဒီမဲ့ channel သမ်းမယ်ဆိုရင်လိုက်ပြီးတော့ကစားကြပါနော်။အားလုံးပဲလာမယ့်ပတ်မှာအဆင်ပြေကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။